ရှင်သာရိပုတ္တရာကဥပတိတ်တရွာမှာရွာခေါင်းဆောင်ရဲ့သားလာဖြစ်တယ်ရှင်မမောက္ကလံကကောလိတရွာကရွာခေါင်းဆောင်ရဲ့သားဖြစ်တယ်ချမ်းသာကြတယ်တကယ်ချင်းနှစ်ယောက်သွားအတူလာအတူပါရမီဖြည့်တဲ့အတူဆိုဒီလိုတယောက်နဲ့တယောက်ပေါင်းစပ်နိုင်တာဟာစိတ်သဘောထားချင်းတူလို့သာဖြစ်တယ်ပေါ့အခုဒီကနေ့ညတရားလာနာတဲ့ပုဂ္ဂိုလ်တွေဟာတိုင်ပင်ထားတာမဟုတ်ပေမဲ့လို့တရားနာမယ်ဆိုတဲ့စိတ်ဆန္ဒချင်းတူလို့ဒီနေရာမှာရောက်တာပေါ့စိတ်သဘောထားမတူဘူးဆိုရင်ရောက်ဖို့မဖြစ်နိုင်ဘူးလေမှန်ပါပါဗျာအဲ့တော့သူတို့လည်းပါရမီဖြည့်တဲ့တုံးနဲ့တူစိတ်သဘောထားတူတော့ရာဇဂိုမြို့မှာအလွန်နာမည်ကြီးတဲ့ခိရကသမစ္ဆလို့ခေါ်တယ်တောင်ထိပ်ပွဲသဘင်ဟာအလွန်ကြီးကျယ်တဲ့အဲ့ဒီခေတ်ကတောင်ထိပ်မှာကျင်းပါတယ်ရာဇဂိုဆိုတာတောင်ငါးလုံးကာယံထားတဲ့မြို့ဆိုတော့တောင်တွေပေါ်တဲ့ဒေသတောင်ထိပ်တစ်ခုမှာပွဲလန်းသဘင်ကျင်းပလာအုံအုံကြက်ကြက်လူတွေအမတမစီကားတဲ့ပွဲတကယ်ချင်းနှစ်ယောက်ဟာသွားတူလာတူအဲ့ဒီပွဲသွားချိကြတာပွဲရလည်းရဲရှိကျင်းပတာနောက်ဆုံးမှာပွဲကြည့်ရင်သူတို့အပတ်စံချမ်းသာတဲ့ပုဂ္ဂိုလ်တွေဆိုခုခေတ်ကလူတွေကတော့ပန်းကုန်းစွတ်တယ်လို့ပြောကြတာပဲနော်တချင်းဆိုကောင်းရင်ပန်းကုန်းတက်စွတ်တယ်တဲ့ဘာပန်းကုန်းတော့မသိဘူးနော်ရွှေပန်းကုန်းလားငွေပန်းကုန်းလားအဲ့ဒါလို့သူတို့ခေတ်ကလည်းပန်းကုန်းစွတ်တာတော့မဟုတ်ဘူးအဆိုးကောင်းရင်အကကောင်းရင်ဆုချတယ်သူတို့လည်းဆုချတယ်ဩဘာပေးကြတယ်တချင်းတစ်ပုတ်ဆိုပြီးတိုင်းတစ်ခါကပြီးတိုင်းသူတို့လည်းထပြီးတက်ပြီးဆုချကြတယ်တတိသားတွေကိုသူတို့တတ်နိုင်ပွဲကြည့်ရင်သဘောကျအဲ့လိုနေစဉ်နဲ့မြပွဲသွားကြည့်ရင်ကနေတရက်ကြတော့တကယ်ချင်းနှစ်ယောက်တိုင်ပင်မထားပါဘူးပွဲကြည့်တဲ့ခုံကတော့ကက်ရက်ဖက်သူတို့နှစ်ယောက်စလုံးကြည့်နေကြစဉ်းစားတာဘယ်လိုစဉ်းစားကြတော့ဆိုတို့ဟာပွဲကြည့်တဲ့အခါကိုယ်စိတ်ထဲမှာတော့သဘောကျတဲ့ဟာကြတော့ရည်လိုက်ကြမောလိုက်ကြဝမ်းနည်းစရာတွေလှုပ်ပြလိုက်တော့မျက်ရည်ကျလိုက်ကြရည်စရာတွေလှုပ်လိုက်ကြတော့တဲဟဲနဲ့ရည်လိုက်ကြနဲ့ဒီထဲမှာဘာများအရေးအဖတ်ရလို့လဲအနှစ်သာရရှိတာတစ်ခုရှိရလားလို့စဉ်းစားလာတာနော်မှန်ပါပါဗျာပွဲကြည့်ရင်ဒီအသိဝင်လာတာစဉ်းစားကြည့်ပြောနေရကနေပြီးတော့ဒီအသိဝင်လာဒီထဲမှာတို့ဟာရည်လိုက်မောလိုက်လက်ခုပ်တီးလိုက်ဆုပေးလိုက်နဲ့ဒီထဲမှာဘာများတို့ကောင်းတာတွေ့လို့လဲဒီနေ့ကျတော့ငါတို့သေကြမှာအနှစ်တရာအတွင်းဒီလူတွေအကုန်သေသွားမှာပဲဘာရလိုက်လို့လဲနော်ရည်လိုက်ကြမောလိုက်ကြလက်ခုပ်တီးလိုက်ကြဆူချလိုက်ကြဘာများတို့အနှစ်သာရရလို့လဲလို့တိုင်ပင်မထားဘဲနဲ့ပွဲကြည့်ရင်ကနေဒီအတွေးတွေဝင်လာတာသူတို့နှစ်ယောက်ပြောမယ်ဆိုရင်ဒီအတွေးဟာအတိတ်တုန်းကတွေးခဲ့တဲ့အတွေးတွေဟာပြန်ပေါ်လာတာလို့ပြောအောင်မှန်ပါပါဗျာအဲ့တော့ဘုန်းကြီးတို့တွေလည်းအတိတ်ကကောင်းတဲ့အတွေးတွေရှိရင်ဒီလိုအတွေးတွေဝင်လာမှာပဲအဲ့ဒါလို့အတွေးဆိုတာလူတိုင်းမှာဝင်တာမဟုတ်ဘူးနော်ပျော်စရာပေါ်မှာစိတ်လွတ်ပြီးပျော်ဖို့ပဲစဉ်းစားမယ်ပန်းကုန်းစွတ်ဖို့ပဲစဉ်းစားမယ်နော်နောက်ရဲ့ပွဲတွေလိုက်ဖို့ပဲစဉ်းစားမယ်ဟောသူတို့ကြတော့အနှစ်သာရဘာမှမရှိပါလားတို့ရဲလိုက်မောလိုက်ဆုပေးလိုက်မယ်တနေ့ကျတို့သေကြမှာဘာလို့မှလဲတယောက်တယောက်ကြည့်လိုက်တော့ခါတိုင်းလို့ရဲလိုက်မောလိုက်မလုပ်ဘူးတယောက်မျက်နှာတယောက်ကြည့်လိုက်တော့ခက်တီတီတွေဖြစ်နေတကယ်ချင်းမင်းပါစဉ်းစားဟိုကလည်းတကယ်ချင်းမင်းပါစဉ်းစားတော့ဒီလိုစဉ်းစားမိနေတယ်တို့တွေမတရားတရားရှာမှပဲဒီမှာပွဲကြည့်နေလို့တော့ဘာမှငြိမ်းချမ်းမှုရမှာမဟုတ်ဘူးထူးခြားတဲ့အသိဉာဏ်လည်းဘာတစ်ခုမှမရဘူးတကယ်တော့ပွဲကြည့်တာအပေါ်ကလူကပြောင်ပြတာရည်နေကြတာအောက်ကနော်မှန်ပါပါဗျာကိုယ်ပြောင်ပြလို့ပြောင်ပြမှမသိဘူးပြောင်ပြတာပဲသဘောကျဟုတ်တယ်လေလူရှင်တော်တွေဆိုတာအမျိုးစုံလုံးပြတာအဲ့ဒါကိုပဲတဟားဟားနဲ့မော့ပြီးတော့နော်မော့ပြီးတော့နေကြတာအဲ့ဒီလိုနဲ့
စဉ်းစားလာပြီးတော့ပွဲတပင်ကနေပြီးတော့ထွက်ခွာသွားကြတာသူတို့ဘယ်သွားရရင်ကောင်းမလဲဘသူစီချင်းကပ်ရင်ကောင်းမလဲဘယ်ဆရာကောင်းလဲဆိုတော့အဲ့ဒီခေတ်ကရာဇဂိုပြည်မှာတိမ်ဆရာဆိုတဲ့ဆရာကြီးရှိတယ်ပရပိုက်တည်ထဲမှာပရပိုက်အုပ်စုထဲမှာနာမည်ကြီးပေါ့အဲ့ဒီဆရာကြီးစီသွားရတယ်သွားပြီးတော့သူ့ရဲ့ဘာသာဝါဒအယူအဆဟောပြောချက်တွေကိုသင်ကြစိတ်ပါလက်ပါနဲ့ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေသင်လိုက်တာခဏတည်းပြီးသွားမကြာခင်မဲ့တတ်မြောက်သွားတော့ဆရာကြီးကိုပြောတယ်ဆရာဒါဆရာရဲ့တရားတွေကုန်မလားလို့ဆိုကုန်ပြီတဲ့ငါသိတယ်လို့မင်းတို့သိတယ်မင်းတို့သိတယ်လို့လည်းငါသိတာသူ့ဝါဒကဘာဝါဒဆိုအမရဝိခေပဝါဒအမရဝိခေပဝါဒဆိုအမရဆိုဘယ်တော့မှမသေးဘူးမဆုံးနိုင်လိုက်လို့ကဘယ်တော့မှမဆုံးဖမ်းလို့လည်းဘယ်တော့မှမမိဘူးဝိခေပရှောင်တိန်တာအရှောင်တိန်ကောင်းတယ်ဘောက်စင်သမားဆိုရင်ဟန်ကြတော့ဘယ်နေရာမှအထိုးမိမှာမဟုတ်ရှောင်ပြေးနော်ဘောက်စင်ထိုးတဲ့အခါမှာမထိုးမိအောင်ရှောင်ရတယ်လေအဲ့တော့သူ့ဝါဒကအဲ့ဒါလိုရှောင်တဲ့ဝါဒရှောင်တဲ့ဝါဒဘယ်လိုဟာတော့ဆိုရင်ဒါကုသိုလ်လားလို့ဆိုကုသိုလ်လို့မဆိုလိုပါဘူးရှောင်လိုက်တာဒါဖြင့်ကုသိုလ်မဟုတ်ဘူးလားမဟုတ်ဘူးလို့လည်းငါမပြောဘူးတချို့ဟုတ်တချို့မဟုတ်လားတချို့ဟုတ်တချို့မဟုတ်လို့လည်းငါမပြောဘူးအကုန်ရှောင်တယ်လေသူကအကုန်ရှောင်မေးတဲ့မြမေးခွန်းတွေကိုရှောင်တာသူကလည်းစနစ်တကျရှောင်နိုင်ဖို့လိုတာပေါ့နော်မရှောင်ရင်ကြောင်ပိတ်မိသွားမှာပေါ့ကြားချတယ်လို့ပဲနေမှာပေါ့နော်အစားခံလိုက်ရမှာပဲကြောင်ပိတ်မိသွားတယ်အဲ့တော့သူကရှောင်တော့ရှောင်တတ်ရတယ်အဲ့ဒါလို့ရှောင်တဲ့အမရဝိခေပဝါဒသင်္ဆေရဆရာကြီးသူတို့လည်းရှောင်ဤတိမ့်ဤတွေသင်ထားတာပေါ့နော်နောက်ဆုံးမှာအဲ့ဒီဝါဒတွေထဲမှာလိုက်ပြီးတော့အနှစ်သာရရှာတော့လေဘာမှမတွေ့ဘူးမဟုတ်သေးဘူးဒီဝါဒတို့လိုချင်တာဒါမဟုတ်ဘူးစိတ်နှလုံးငြိမ်းချမ်းပြီးမတရားတရားကိုတို့လိုချင်တာဒီဝါဒမှာအဲ့ဒါတခုမှမပါတတ်တဲ့ဒီစကားအခြေတင်ပြောတဲ့အခါမှာရှောင်ဖို့ရတော့ပဲသင်ထားတာဒါတွေကအနှစ်သာရမရှိဘူးလောကကြီးကအကျယ်ကြီးပါတနေ့တော့တို့တွေ့ရနေ့တိုင်းစုံစမ်းတယ်တငယ်ချင်းနှစ်ယောက်တငယ်ချင်းမင်းအရင်သိလဲငါပြောငါအရင်သိလဲမင်းပြောမယ်ဂတိကဖို့ထားကြတယ်အဲ့လိုထားရင်ကနေဖျားပွင့်လာတဲ့အခါကျတော့ရသော်ဘုရားကဣတိပတနာတော်မှာပါရဏသီမှာဒီတပည့်စัจ जा တရားဟောပြီးတော့ယန္တာ62ပါးဖရာပါဝင်62ပါးအပါ60တပိသာဝကတွေသာသနာပြုဖို့ဆိုပြီးတော့လွှတ်လိုက်တာလွှတ်ပြီးကိုရောမြတ်ကိုယ်တိုင်ကတော့ဥရဝေလာတော်ဘက်ကိုကြွလာတာအဲ့ဒီအချိန်မှာတပတ်လဲပြီးတော့ရှင်အတ္တစီဆိုတဲ့ပိဿဝဂိတွေကအငယ်ဆုံးယဟန်ဟာခရီးသွားပြီးတော့သာသနာတရားတွေဟောပြောလို့နောက်ဆုံးမှာဖျားရှိတဲ့ရာဇဂိုဘက်ကိုသူရောက်လာအဲ့ဒီရောက်လာပြီးဆွမ်းကံဝင်တဲ့အချိန်မှာဆရာရှားနေတဲ့ဥပဋိတ္တရှင်သာရိပုတ္တရာအလောင်းကသွားတွေ့တယ်မြင်လိုက်တာနဲ့အကဲခတ်တယ်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကအေးဒီပုဂ္ဂိုလ်ကြည့်ရတာအိန္ဒြေရလိုက်တာမျက်နှာအဆင်းကလည်းချီလင်းတယ်သွားရလာတာနေရထိုင်တာလည်းတည်ကြည်တယ်စိတ်နှလုံးအေးချမ်းပုံရတယ်ဘယ်သူတပည့်လဲထို့အုပ်စုတွေကတော့မဟုတ်ဘူးဆိုပြီးတော့နောက်ကလိုက်ပါလိုက်တော့ဆွမ်းခံနေတာတွေ့တော့မယောင်မလဲပဲနောက်ကနေမျက်ခြေမပြတ်အောင်လိုက်သွားတယ်ဒီအချိန်မှာမေးဖို့မတော်သေးဘူးဒါ common sense လို့ခေါ်တယ်ဒီအချိန်ဟာငါမေးရမယ့်အချိန်မဟုတ်ဘူးသူဆွမ်းခံနေတုန်းရှိသေးတယ်လူသိတာပေါ့သဘောကတော့နော် common sense ဆိုတာအရေးကြီးတာဟုတ်လူကလူသိတယ်ပေါ့ရှင်သာရိပုတ္တရာလည်းပညာထက်တဲ့ပုဂ္ဂိုလ်အဲ့တော့ဒီအချိန်ကဝင်မေးလို့မတော်သေးဘူးဆွမ်းခံနေတော့ဘယ်သွားမယ်ဆိုတာငါမျက်ခြေပြပြနောက်ကနေလိုက်သွားရှင်အတ္တစီကစားလောက်ယုံရတဲ့အခါမှာတရိတ်ကလေးပိုက်ပြီးတော့ရေတွေဘာတွေရလွယ်လို့ထိုင်ပြီးစားလို့ဖြစ်နိုင်တဲ့အဆောက်အအုံလေးတစ်ခုကြွသွားအဲ့ဒီခေတ်ကမြို့တွေထဲမှာ
ခီးသွားလာတဲ့ပုဂ္ဂိုလ်တွေဝင်ရောက်ပြီးတော့နားခိုဖို့ဆိုတဲ့တာလာကလေးတွေဆောက်ထားတာရှိတယ်ပေါ့ဗမာလိုကတော့ဇယက်ပေါ့ကုသိုလ်လိုချင်တဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီမှာရေလေးတွေတည်ထားတာရှိတယ်အဲ့တော့ဆွမ်းစားဖို့အဆင်ပြေတယ်ဆိုပြီးတော့အဲ့ဒီဇယက်ပေါ်တက်ပြီးတော့ဆွမ်းဖုံးမေးတယ်အဲ့ပေါ်လက်တက်သွားရောဥပဒိတပြပိုက်ကနောက်ကနေလိုက်လာသူ့မှာလည်းရေဘူးတွေပါတယ်ရေဘူးတွေပါတယ်အနာနာမှာနေပြီးတော့သူကဝတ်ချင်းွယ်ပြုတ်မယ်ပေါ့ပြုတ်ပြီးတော့မေးတယ်ရှင်ဘုရားဘသူတပည့်တော့နော်ရှင်ဘုရားဆရာဘသူတော့ရှင်ဘုရားဘသူဝါဒကိုကြိုက်တာတော့ဘသူကိုရည်စူးပြီးတော့ယဟန်ဘဝအခုလို့ယဟန်ဝတ်လာတာတော့လို့ဒီမေးခွန်းနဲ့မေးတာမေးတဲ့အခါသူဖြေပြီးတဲ့အခါကျတော့ကောရမဗုဒ္ဓရဲ့တပည့်ဆိုတာသိတော့ဒါဖြင့်အရှင်ဘုရားဆရာရဲ့ဝါဒပြောပြတာမှာရှင်ဘုရားဆရာဘာတွေဟောတာဆိုတော့ရှင်အန္တစီကယဟန္တာပဲယဟန္တာပဲမဲ့လို့သူတို့ကပရပိုက်တွေဆိုတာတိတ်အငင်းတန်တဲ့လူသားတွေအဲ့ဒီခေတ်ကနော်လူမြင်ငင်းမှုခုံမှုပဲလေဝါဒပြိုင်ပြီးငင်းခုံနေတဲ့လူတွေများတာအမျိုးသားတွေလည်းမကဘူးပရပိုက်မတွေလည်းအလုံးကိုစွာတယ်သူတို့နဲ့ပြိုင်ပြီးတော့ဘယ်သူမှမငင်းနိုင်သူတို့ငင်းဖို့တင်ထားတာလေရှောင်းတိန်တဲ့ဝါဒတင်ထားတာဆိုတော့သူတို့နဲ့စကားပြောတော့သိတ္တိထားတယ်နော်သိတ္တိထားအဲ့တော့ရှင်အတ္တစီကဘာပြောတော့ဆိုခုသာသနာသူဝင်လာကစားရှိသေးတယ်တဲ့ဖရာရဲ့ဝါဒအကုန်လုံးသူမပြောနိုင်ဘူးတဲ့ခုမှပဲသာသနာပေါင်းဝင်ရောက်စားပဲရှိသေးတယ်လို့ပြောတော့သူကဘာပြောတော့အရှင်ဘုရားတဲ့အကျယ်ကြီးပြောစရာမလိုပါဘူးတဲ့တူတူလေးသာပြောပါစကလုံးတွေအများကြီးမသုံးပါနဲ့တဲ့အထိပ္ပယ်လေးတစ်ခုတပြီးတော့အတူချုပ်လေးပြောပါဆိုရှင်သတိကအတူချုပ်လေးပြောရဲဆိုသစ္စာလေးပါးကိုအတူချုပ်လေးပြောလိုက်တာအကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားဆိုတာမြတ်စွာဘုရားဟောတယ်အဲ့ဒီအကျိုးတရားတွေရဲ့အကြောင်းကိုလည်းဟောတယ်အကြောင်းချုပ်ရင်အကျိုးချုပ်တယ်ဆိုတာကိုလည်းမြတ်စွာဘုရားဟောတယ်အကြောင်းနဲ့အကျိုးအကြောင်းရှိနေသမျှအကျိုးတရားတွေဖြစ်နေအောင်မှာပဲအကြောင်းချုပ်မှအကျိုးတရားတွေချုပ်တယ်ဒီအကြောင်းတရားတွေဟာလေသူ့အလိုလျောက်ချုပ်မှာမဟုတ်ဘူးဖြာမစရိယဆိုတဲ့ကျင့်စဉ်တစ်ခုကိုကျင့်မှချုပ်တယ်လို့သစ္စာလေးပါးကိုအတူချုပ်ဟောတာယေဓမာဟိတုပ္ပဘောတေတံဟိတုံတထာဂတောအဟသူပြောတဲ့စကားတေတင်္စယောနိရောဓောဧဝံဝါဒီမဟာသမနောသစ္စာလေးပါးကိုအတူချုပ်ဟောတယ်ဆိုရင်ပဲအဲ့ဒီမှာဒုက္ခသစ္စာနဲ့ဒုက္ခသမုဒယသစ္စာနိရောဓသစ္စာ၃မျိုးကိုအဓိကထားပြီးတော့ဒီခါတာလေးမှာဟောလိုက်တယ်မြန်မာနိုင်ငံကိုဗုဒ္ဓတရားတော်တွေဟာတရေခိတရာခေတ်ဒီခါတာလေးကမောဇာမှာရှိတဲ့ခင်ဘကုန်းဆိုတာရှေးဟောင်းသုတေသနဌာနတူးဖော်တဲ့အခါမှာရွှေပေလွှာအနေနဲ့ဒီခါတာရေးထားတာရှိတယ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီစလုံးကိုခုခေတ်လူတွေတော့ဖတ်တတ်မှာမဟုတ်ဘူးလေ့လာထားတဲ့ပုဂ္ဂိုလ်ပဲဖတ်လို့ရတယ်အဲ့ဒီခင်ဘကုန်းကတွေ့တဲ့ရှေးပေလာထဲမှာဘာတွေရေးထားတော့ဆိုဒီခါတာကိုရေးထားတာအဲ့ဒါဗမာပြည်ရောက်နေတဲ့တရားပကံခေတ်မတိုင်ခင်ကတရေခေတ္တရာခေတ်မှာဗမာပြည်မှာဒီကထာရောက်တယ်သစ္စာ၄ပါးသမိုင်းလေးလာထားတဲ့ပုဂ္ဂိုလ်တွေဒီအကြောင်းသိပါလိမ့်မယ်နော်မှန်ပါပါဗျာအဲ့ဒီမှာယေဓမာဟိတုပ္ပဝါတေတံဟိတုံတထာဂတောအကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးတရားတွေရဲ့အကြောင်းစစ်အကြောင်းမှန်ကိုမြတ်စွာဘုရားဟောတယ်အဲ့ဒီအကြောင်းတရားတွေရဲ့ချုပ်ရာနိဗ္ဗာန်ဆိုတာကိုလည်းဟောတယ်ဆိုတာကိုအတူချုပ်ပြောလိုက်တဲ့အခါမှာရှင်သာရိပုတ္တရာငါရှားနာတာပဲဆိုတာတခါတည်းဉာဏ်ပွင့်သွားတာနော်ဉာဏ်ပွင့်သွားတန်တရားတွေကင်းသွားပြီသူအမှန်ဉာဏ်သွားပြီသောတာပန်ဖြစ်သွားပြီပေါ့ဒီလိုဆိုလို့တာနော်ဒီဟာလေးနာလဲရတာနဲ့သူဉာဏ်ထဲမှာမရှင်းမလင်းသိကျင်နေတာဒါတွေသိကျင်လို့သူရှားနေတာတဲ့ကဘာပေါင်းမြောက်များစွာကြာခဲ့ပြီပေါ့ခုကဒီအမှန်တရားကိုသူတွေ့ရတယ်
အကြောင်းနဲ့အကျိုးပဲလေအမှန်ကအကြောင်းရှိလို့အကျိုးရှိနေတယ်ဒါပရိစ္ဆေသမုပ္ပါဒ်ကိုအတူတူပြောတာပဲသစ္စာ၄ပါးအကြောင်းအကျိုးပေါ်ပြတဲ့နေရာမှာသစ္စာဒေသနာအကျဉ်းဆုံးပဲသစ္စာဒေသနာကိုထပ်ချဲ့လိုက်တဲ့ပရိစ္ဆေသမုပ္ပါဒ်ဖြစ်တာပဲပရိစ္ဆေသမုပ္ပါဒ်ကိုထပ်ရှင်းတဲ့အခါမှာပဋ္ဌာန်းဖြစ်တာပဲဒီဒေသနာတော်300ဟာအကြောင်းအကျိုးကိုရှင်းပြတဲ့နေရာမှာတူတူပဲလို့အခြေခံအပြင်တူတယ်လို့ဒီလိုမှတ်အဲ့ဒီသစ္စာကိုဓမ္မစကြာတရားနာထားတာလေဒီယဟန္တာကသူကိုယ်တိုင်လည်းယဟန္တာဖြစ်ပြီးဓမ္မစကြာတရားဘုရားဟောတာကိုအချင်းချင်းနာထားတဲ့ပုဂ္ဂိုလ်သစ္စာ၄ပါးကိုအတူချုပ်ပြီးတော့အခုလိုပြောလိုက်တဲ့အခါမှာရှင်သာရိပုတ္တရာဉာဏ်ပွင့်သွားချက်ချင်းပဲဝန္တာအာရကျေးဇူးတင်စကားပြောပြီးတော့သူ့တငယ်ချင်းစီတန်းသွားတာနော်ကောလိတကလည်းပဲတရားရှာနေတော့ဟိုကလည်းရှင်သာရိပုတ္တရာအလောင်းဥပဋိစ္စလာရာမြင်လိုက်တာနဲ့သိတယ်တငယ်ချင်းဒီနေ့မျက်နှာကိုကြီးနေတာပဲရွှင်းနေတာပဲဟောမျက်နှာကြည့်တာနဲ့အခက်ခတ်တယ်သူတရားတို့တော့ရလာပြီတန်းပြီးတော့မေးတာပေါ့မေးတော့ဟုတ်တယ်ဆိုပြီးတော့အချင်းချုပ်ပြောပြတာဒါကိုပဲထပ်ပြောတာဟိုကလည်းချက်ချင်းသဘောပေါက်သွားတယ်ဉာဏ်ရည်ထက်တဲ့ပုဂ္ဂိုလ်တွေဆိုနှစ်ဦးစလုံးသောတပန်ဖြစ်သွားတယ်သွားပဲတို့ရဲ့ဆရာဖျားစီသွားကြမယ်ဖျားနဲ့မတွေ့သေးဘူးအဲ့တော့ဖျားစီသွားကြမယ်ရှင်မောကလန်ကစိတ်ကသူကခတ်ထက်ကပ်ပြက်ပြက်လာသွားကြစို့ခုချက်ချင်းသွားမယ်ဆိုတော့ရှင်သာရိပုတ္တရာရဲ့အလောင်းဥပဋိစ္စကတိတ်သဘောကောင်းတယ်ညှားတယ်လူတိုင်းကိုရဟန္တာဖြစ်တော့လေတအားညှာတာတယ်သူကကျောင်းမှာဆိုလို့ရှိရင်ဒီနေမကောင်းတဲ့ပုဂ္ဂိုလ်တွေတို့ရဟန်းငယ်တွေတို့သိညှာတာတယ်သူကတကယ်တော့သူကထိတ်တန်းတပြည့်ကြီးဖြစ်မဲ့ပုဂ္ဂိုလ်ပဲဆရာကိုလည်းသိလေးစားတယ်အဲ့တော့ရှင်မောကလန်အလောင်းကောလိတပြဘက်ကလာသွားကြစို့ခုချက်ချင်းသွားမယ်ဆိုချင်းတို့ဆရာကြီးခေါ်သွားကြရအောင်ဟောသူရတဲ့တရားကိုဆရာကြီးကိုသိစေချင်နော်သူသိလေးစားတယ်ရှင်သာရိပုတ္တရာကနောက်ဆုံးမှဆရာကိုဘယ်လောက်လေးစားတယ်ဆိုတော့အတွေ့အကြုံဆရာရှင်အတ္တစီကိုသူကျေးဇူးတင်တာတစ်သလုံးပဲဓမ္မရာဓုနဲ့ကြည့်မယ်ဆိုရင်ရှင်သာရိပုတ္တရာကမြင့်သို့တော့သူဟာရှင်အတ္တစီတရားနာရလို့သောတာပန်ဖြစ်တာဖြစ်သောကြောင့်သူ့ဆရာဘယ်လောက်လေးစားတယ်ဆိုရင်ညကျိန်းဆက်တော့မယ်ဆိုရင်ရှင်အတ္တစီဘယ်မှာရှိတယ်လဲဆိုတာအမြဲတမ်းမေးတယ်စုံစမ်းပြီးတဲ့အခါမှာရှင်အတ္တစီရှိတဲ့ဘက်ကိုခေါင်းပြုတ်ပြီးတော့ကျိန်းတယ်လို့သူတို့ပြောတာ